မင်္ဂလာပါရှင်ဆိုတော့ဒီနေ့ပေါ့နော်ထာဝါရဲ့နင်းလေးတွေမှန်းခဲဖို့လာပြောရပဲဖြစ်ပါတယ်ရှင်ထာဝါနင်းလေးတွေမှန်းခဲနော်ဒီထာဝါလေးကတော့အခုပေါ့နော်အရန်ခစ်စားနေတဲ့ထာဝါလေးပေါ့နော်အရန်လည်းချစ်စရာကောင်းတယ်ပေါ့နော်အဲ့ဒါလေးကိုစုပ်ပြနာဖြစ်ပါတယ်ဆိုတော့ပြောတာပေါ့နော်ဆိုတော့ရဲ့ဗီဒီယိုရဲ့ comment လေးရဲ့အောက်မှာကိုကြိုက်တဲ့တာဝါနင်းလေးကိုမှန်းခဲပါလို့ပြောတာလေးကိုမမှန်ခဲကြဘူးကြည့်သွားတော့ရ view တွေ15 view တွေအဲ့လိုတွေဖြစ်နေတယ်မှန်ခဲပြီး like လေးပါလေးပေးခဲ့ပေါ့မှန်ခဲလို့ပြောနေတာ哦မှန်ခဲကြဘူးနော်မှန်ခဲပါကျေးဇူးပြုမှန်ခဲပါဆိုတော့ဆော့ချင်တယ်ကဲဒါဆိုရင်နော်ဆိုရာတို့မှန်ခဲနော်ခုကပေါ့နော်ဇိုရာဘယ်သူမှတော့မစော်ခိုင်းထားပါဘူးတရားဇိုရာပါဇိုရာပြင်းလို့စော်နာပေါ့နော်လောက်ကြပါလား sorry ပါလို့ပြီးတော့ပေါ့နော်ဇိုရာ handmade video ပေါ့နော် handmade video ကဘာ video မှမတင်ရသေးဘူးပေါ့နော် handmade video တွေကအစ်မတင်ရသေးဘူးအစ်လာမယ်ပေါ့နော်ဇိုရာအစ်လောက်မှာဖြစ်ပါတယ်အစ်က blind bag ဖောက်ပြတဲ့ video လေးပေါ့နော်ဘာ blind bag လဲဆိုတော့ nail blind bag ဖြစ်ပါတယ်ရှင်nail blind bag လေးကိုဖောက်ပြမှာဖြစ်ပါတယ်အဲ့ဒါပေါ့နော်ဗီဒီယိုလေးပါလေးရပေါ့နော်ဆိုတော့ edit မလုပ်ရသေးလို့မတင်သေးရပေါ့နော်ဆိုတော့ edit လုပ်ဖို့ပြင်းနေလို့ပေါ့နော်ဒါမဲ့ဆိုတော့ edit လုပ်ဖို့ရရင်တော့တင်မယ်ပေါ့နော် edit လုပ်ဖို့ကတင်မှာပဲဖြစ်ပါတယ်ရှင်တာဝါနင်းလေးတွေမှန်းခဲ့ပါလို့လက်လဲမညောင်းပါဘူးနော်လက်လဲမညောင်းပါဘူးဒီတိုင်းလေးရိုက်ရတာနော်ဒီတိုင်းလေးရိုက်လိုက်ရတာပေါ့နော်တာဝါမဲနင်းလေးတွေမှန်းခဲ့ပါလို့ကျေးဇူးပြုပြီးတော့မှန်းခဲ့နော်မှန်းခဲ့ဗီဒီယိုလေးကိုဆုံးထိကြည့်ပြီးတော့တွေ့လဲကျေးဇူးများကြီးတင်ပါတယ်အဲ့ဒါဘူးကြီးလဲတော့မသိဘူး Jerry ရဲ့ပေါ့နော်ဗီဒီယိုလေးကိုဆုံးထိကြည့်ပြီးတော့ကျေးဇူးများကြီးတင်ပါတယ်အားလုံးပဲ bye bye ပါ